ဖူလီလိုက်ကဟိုတယ်နဲ့လောင်းကစားဝိုင်းထောင်တယ်တဖြည်းဖြည်းနဲ့ကိုကန့်လောက်ကန်ဟာငါးပိုင်ဆိုင်တဲ့အင်ပါယာကြီးတစ်ခုလိုဖြစ်လာခဲ့တယ်အကျဉ်းသားဝတ်စုံဝတ်ထားပြီးကတုံးစပင်ပေါင်းတဲ့လူတစ်ယောက်ကဝန်ခံချက်ပေးနေခဲ့တဲ့ဗီဒီယိုအတိုလေးဟာအွန်လိုင်းပေါ်မှာအော်တိုဘာလအစပိုင်းလောက်ကနေအွန်လိုင်းပေါ်မှာပြန်နိုင်ခဲ့ပြီးလူစိတ်ဝင်စားမှုတွေရခဲ့တာကိုမိတ်ဆွေတို့သတိထားမိကြမယ်ထင်ပါတယ်ဒီလူကြီးဟာ2023ခုနှစ်အောက်တိုဘာလအစောပိုင်းမှာအဖမ်းခံလိုက်ရတဲ့ကိုကန့်လုပ်ငန်းရှင်17ယောက်ထဲမှာပါဝင်ခဲ့တဲ့ဦးမမောင်ပါပဲဖူလီလိုက်ဦးမမောင်တို့လူသိများတဲ့ဦးမမောင်ဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးထိပ်တန်းတရေကြီးတွေထဲမှာပါဝင်ပြီးလူသိနေတဲ့တရေကြီးတစ်ယောက်ပါဘာလို့ဖူလီလိုက်ဦးမမောင်လို့ခေါ်ရတယ်လဲဆိုတော့လောက်ကင်မြို့မှာအချမ်းသာဆုံးဖြစ်တဲ့ဖူလီလိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီးအကိုဖြစ်သူလျှို့အားပေါင်းတဲ့အတွက်ပြီးဖူလီလိုက်ကုမ္ပဏီကိုလုပ်ကိုင်ပါတယ်ကုမ္ပဏီနာမည်ကိုတရုတ်လေသံနဲ့ထွက်မယ်ဆိုရင်ဖူလီဆိုပြီးတန်ထွက်တာမို့ဖူလီလိုက်လို့ခေါ်ကြခြင်းပါပဲဖူလီလိုက်လုပ်ငန်းစုဟာလုပ်ငန်းမျိုးစားပေါင်းအနည်းဆုံး36မျိုးမှာအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးရင်းနှီးမြှုပ်နှံထားတဲ့မဟာလုပ်ငန်းစုကြီးတစ်ခုဖြစ်ပြီးသူတို့ရဲ့ချမ်းသာကြွယ်ဝမှုအတိုင်းအတာဟာမမှန်ဆနိုင်ပါဘူးဖူလီလိုက်ကုမ္ပဏီအရာစီမံကိန်းဟိုတယ်နဲ့ခရီးသွားလုပ်ငန်းစိုက်ပျိုးမွေးမြူရေးကုန်သွယ်ရေးလုပ်ငန်းတွေအထိမျိုးစုံပြထားပေမဲ့သူတို့ရဲ့ဗမာငွေစည်းကြောင်းကကာစီနိုလုပ်ငန်းနဲ့အွန်လိုင်းကြားဖြတ်လုပ်ငန်းတွေပါပဲဒီဗီဒီယိုလေးမှာတော့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးထိပ်တန်းတရေကြီးဖူလီလိုက်ဦးမမောင်ရဲ့ဘဝအနေအမြင့်အတက်အကျစ조사ရုန်းကန်ခဲ့ရပုံတွေနဲ့အတူနမဆိုးနဲ့ကဘာကြော်ခဲ့တဲ့ဖူလီလိုက်လုပ်ငန်းစုကြီးရဲ့ဖြစ်ကြောင်းကုန်စင်ကိုနှိုင်းနှိုင်းချွတ်ချွတ်ရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်။မင်္ဂလာပါ။အခုမိတ်ဆွေတို့နားတော်သားအစဉ်ကြည့်ရှုခန်းစားနေကြရတာကတော့ဘာမီမီဒီယာဗတ်စ်ကတင်ဆက်ပေးနေတဲ့ဗီဒီယိုကွန်တက်လေးပဲဖြစ်ပါတယ်။ရွှေလန်းချမ်းမြေ့ကြပါစေရှင်။မြန်မာနိုင်ငံဥမမောင်ကို1963ခုနှစ်ကိုကန့်ဟိုရှိထိုဟဲမှာမွေးဖွားခဲ့ပြီးနောက်ပိုင်းမှာကိုကန့်ဟိုရန်ချက်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ဒီနေရာကနေစပြီးတရုတ်အမည်တွေနဲ့ဆိုရင်မြန်မာပြည်သက်အနေနဲ့စိမ့်နေမှာမို့မြန်မာနာမည်ဦးမမောင်ကိုပဲနန်းစားအဖြစ်သုံးနှုန်းသွားပါမယ်။ဦးမမောင်ရဲ့ဘိုးဘွားတွေကတော့တရုတ်နိုင်ငံစီချန်ပြည်နယ်ကတရုတ်လူမျိုးစစ်တွေပါ။သူဟာမြန်မာပြည်မြောက်ပိုင်းရှမ်းပြည်နယ်ကိုကန့်အထူးဒေသမှာ2010နောက်ပိုင်းကစပြီးဩဇာအာဏာအရှိဆုံးနဲ့အချမ်းသာဆုံးလို့သတ်မှတ်ခံရတဲ့မိသားစုကြီးလေးစုသို့မဟုတ်ကိုကန့်ကြီးလေးကြီးမိသားစုဝင်တွေကြားမှာဖုန်ကြားရှင်နဲ့သွေးသားတော်ဆမှုမရှိတဲ့တဦးတည်းသောသူဖြစ်ပါတယ်။ကိုကန့်ကြီးလေးကြီးမိသားစုဆိုတာပိုင်မိသားစုဝေမိသားစုလျှိုမိသားစုမင်းမိသားစုစတဲ့မိသားစုကြီးလေးစုကိုဆိုလိုတာပါမြန်မာပြည်မှာထဲမှာတော့ကိုကန့်လုပ်ငန်းရှင်တွေအကြောင်းကိုပြောကြပြီးဆိုရင်ဦးလောစစ်ဟန်ရဲ့သားသမီးတွေပိုင်တဲ့အေရှာဝတ်လုပ်ငန်းစုကလူသိများပြီးဖူလီလိုက်အုပ်စုအကြောင်းကိုတော့လူသိနေကြပါတယ်ဖူလီလိုက်လုပ်ငန်းစုကို1992ကစတင်တည်ထောင်ခဲ့ပြီးအင်ယာစီမံကိန်းဟိုတယ်နဲ့ခရီးသွားစိုက်ပျိုးမွေးမြူရေးကုန်သွယ်ရေးအစရှိတဲ့လုပ်ငန်းတွေမျိုးစုံပြထားပေမဲ့သူတို့ရဲ့ဝင်ငွေစည်းကြောင်းကကာစီနိုလုပ်ငန်းဖြစ်ပြီးနောက်ပိုင်းမှာတော့တယ်လီကောဖရော့လို့ခေါ်တဲ့ကြားဖြတ်လုပ်ငန်းတွေဖြစ်လာခဲ့ပါတယ်။မြို့ပြအင်အားစီမံကိန်းတွေနဲ့စိတ်ကမ်းလုပ်ငန်းတွေအထိပါလုပ်ကိုင်နိုင်တာကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ကြွယ်ဝမှုဟာဒေါ်လာဘီလီယံနဲ့ချီပြီးရှိတဲ့အကြောင်းကိုမှန်းဆနိုင်တာပါပဲ။ဖူလီလိုက်ရုံးချုပ်ကိုမြန်မာတရုတ်နယ်စပ်နာကတောင်ပေါ်ဒေသတစ်ခုဖြစ်တဲ့လောက်ကိုင်မြို့ကကျယ်ငါးပွင့်အဆင့်ရှိတဲ့မိုးမြော်ဟိုတယ်ကြီးတစ်ခုမှဖွင့်လှစ်ထားခဲ့တာပါ။ဖူလီလိုက်လုပ်ငန်းစုကိုပိုင်ဆိုင်တဲ့လျှိုမိသားစုကတော့မြန်မာနိုင်ငံအနှံ့အပြားနဲ့ဒေသအတွင်းကသူတို့ရဲ့လုပ်ငန်းတွေကိုအဲ့ဒီအဆောက်အဦကနေထိန်းချုပ်တာပါမိုးမြော်ဟိုတယ်ကြီးအနားမှာစီးပွားရေးအဆောက်အုံ18လုံးနဲ့ဆိုင်ငန်း168ခန်းထိရှိတဲ့ကိုကန့်ကဘာတစ်လို့နာမည်ပေးထားတဲ့စင်တာကြီးတစ်ခုကိုဖော်ဆောင်ထားပါတယ်။ဖူလီလိုက်ရုံးချုပ်ရှိမှာပဲတုံဟူစိန့်ဂျီလို့နာမည်ပေးထားတဲ့အပန်းပြေအင်ယာစီမံကိန်းတစ်ခုကိုဖော်ဆောင်နေပြီးယွမ်တန်2000ရင်းနှီးမြှုပ်နှံထားခဲ့တာပါ။အမေရိကန်ဒေါ်လာတန်920အထိရင်းနှီးမြှုပ်နှံထားတဲ့ရေတံခွန်တောင်မြို့ပြအင်ယာစီမံကိန်းရဲ့နောက်ွယ်မှာဖူလီလိုက်ရှိနေခဲ့ပါတယ်။ဒါ့အပြင်ရခိုင်ပြည်နယ်ကကြောက်ဖြူမတဲကျွန်းမှာNLD တဘာဝတငွေတင်ဆောင်တဲ့တင်မောတွေစိုက်ကတ်နိုင်မဲ့စိတ်ကမ်းတိဆောက်ရေးလုပ်ငန်းတစ်ခုမှလည်းဖူလီလိုက်ကကုမ္ပဏီတချို့နဲ့အကျိုးတူပူးပေါင်းဆောင်ရွက်နေပါတယ်။ဖူလီလိုက်ဟာဖွံ့ဖြိုးသစ်ဆိုတဲ့နာမည်နဲ့ဖားကန့်မှာလည်းတထုတွင်းကုမ္ပဏီဖွင့်ထားသလိုအေယာဝရီပါတနာထရိတ်တွင်းဆိုတဲ့နာမည်နဲ့ဖားကန့်ကကြောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေမှာတုံးတဲ့22ဘင်းကားတွေနဲ့တန်80အထိတင်နိုင်တဲ့ကားကြီးတွေကိုတရုတ်ကနေတင်သွင်းပါတယ်။စကိုင်းမှာဆိုရင်ကြောင်မီးသွေးတူးဖော်ရေးကုမ္ပဏီတစ်ခုထိုင်းမြန်မာနယ်စပ်ကမြောက်ရီမှာမြောက်ရီအရှေ့တိုင်းကုမ္ပဏီတစ်ခုစတာတွေပါရှိပြီးဖူလီလိုက်ရဲ့လက်တံကိုစံတန်းထားတာပါတရုတ်နဲ့ကမ္ဘောဒီးယားမှာလည်းအခြေဆန်ထားပြီးကုမ္ပဏီရုံးခွဲတွေအများကြီးဖွင့်ထားပါတယ်ကမ္ဘောဒီးယားမှာတော့ Best Day အမည်နဲ့ခရီးသွားအေဂျင်စီတည်ထောင်ထားပြီးကမ္ဘောဒီးယားရဲ့တီဟာနုစိတ်ကမ်းမှာရှိတဲ့ Global East Entertainment ဟာလည်းဖူလီလိုက်ကပိုင်ဆိုင်တာပါပဲကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကိုရိုင်ကတော့ဖူလီလိုက်ကို2019ခုနှစ်မှာအစိမ်းရောင်ခရီးသွားလာရေးဆုချီးမြှင့်ပေးခဲ့ပါသေးတယ်။ရောဘာကျန်ဖရဲနဲ့တခွားတွေကိုလည်းမြန်မာနိုင်ငံမှာစိုက်ပြီးတရုတ်ကိုတင်ပို့ပါတယ်။အဲဒီစိုက်ပျိုးရေးလုပ်ငန်းတွေကနေဒေါ်လာတန်းကနန်းအထိဝင်တယ်လို့ကုမ္ပဏီရဲ့ဝင်ငွေစရင်းတစ်ခုမှဖော်ပြထားပါတယ်။ကိုကန့်ဒေသမှာဆိုရင်လည်းရေပေးဝေရေးနဲ့လျှက်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွေလုပ်ကိုင်နေပြီး73စီဆိုင်တွေကိုလည်းပိုင်ဆိုင်ခဲ့ပါသေးတယ်။
မြန်မာနေပြည်တော်တရုတ်လင်ချန်းလို့အမည်ပေးထားတဲ့ကုန်စည်ပြပွဲကို2023မေလကနေပြည်တော်မှာလုပ်တဲ့အခါဖူလီလိုက်ဟာသူတို့ရဲ့ကုမ္ပဏီရဲ့လုပ်ငန်းရှိခုကိုပြသခဲ့ပါတယ်။ဖူလီလိုက်ရဲ့မုံမြော်ဟိုတယ်ဖွင့်ထားတဲ့ကာစီနိုဝိုင်းတွေဟာခဏလေးအတွင်းကိုရွမ်သိန်းချီအနိုင်ရှုံးရှိနိုင်တာကြောင့်မြန်မာနိုင်ငံသားတွေအနားတော်မကတ်နိုင်ပဲတရုတ်တထေးတွေကပဲလာပြီးကစားကြလေးရှိပါတယ်။ဖူလီလိုက်ကုမ္ပဏီဟာကာစီနိုလုပ်ငန်းနဲ့အကျိုးပေးတာကြောင့်လောက်ကန်မြို့ကတခြားလောင်းကစားဝိုင်းတွေထက်လင်းလင်းမြန်မြန်ပဲချမ်းသာကြွယ်ဝလာပါတယ်။နောက်ပိုင်းမှာတော့ဖူလီလိုက်ဟာလောင်းကစားကိုကာစီနိုဝိုင်းစီလာစရာမလိုတော့ပဲအင်တာနက်ရတဲ့ဘယ်နေရာကမဆိုကစားနိုင်အောင်ချဲ့ထွင်လာခဲ့ပါတယ်။ဒီလိုအွန်လိုင်းလောင်းကစားကိုစလိုက်ခဲ့တာကလောက်ကန်မြို့ရဲ့တစ်ဖက်ချမ်းမှာရှိတဲ့တရုတ်နိုင်ငံနန်းဆန်မြို့တွေကတရုတ်ထောက်လှမ်းရေးသတင်းတွေအရတရုတ်ရဲတပ်ဖွဲ့ရဲ့စောင့်ကြည့်လုပ်ငန်းထဲမှာစပြီးပါဝင်သွားခဲ့ပါတော့တယ်။အဲ့ဒီအချိန်တုန်းကတော့ကြားဖြတ်လုပ်ငန်းတွေကခင်မစားသေးပါဘူး။ဒါပေမဲ့လည်းနောက်ပိုင်းကြားဖြတ်လုပ်ငန်းတွေခက်စားလာတဲ့အခါဖူလီလိုက်ရုံကြုံရှိတဲ့တုံချဲနယ်မြေထဲမှာပါကြားဖြတ်လုပ်ငန်းတွေအများပြားပေါ်ပေါက်လာခဲ့တယ်။ဖူလီလိုက်ကိုသတင်းဌာနတွေကမေးတဲ့အခါမှာတော့အချိန်မရွေးအစစ်ဆေးခံနိုင်တယ်။ကြားပြတ်လုံးတဲ့နေရာမျိုးဆိုတာရင်ကောင်းတောင်ဝင်လို့မရအောင်လုံခြုံရေးယူထားရတာလုံးဝတီးခြားကပါကျွန်တော်တို့ဟိုတယ်က24နာရီလုံးလူဝင်လူထွက်လို့ရတယ်ဆိုပြီးဖူလီလိုက်ရဲ့တာဝန်ရှိသူကညှင်းဆိုခဲ့ပါတယ်။အဲဒီနောက်မှာတော့2023ခုနှစ်တရုတ်နိုင်ငံယူနန်ပြည်နယ်ကျင်းခန့်ခရိုင်မှာလုပ်တဲ့ကုန်စည်ပြပွဲအတွက်ကျင်းခန့်ခရိုင်ကုန်သည်ကြီးများအသင်းကတရားဝင်ဖိတ်ကြားတဲ့ပွဲကိုကိုကန့်လုပ်ငန်းရှင်တွေကိုဖိတ်ကြားခဲ့ပြီးတဲ့နောက်လူ90ကျော်ပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာတွားရောက်ခဲ့ကြပါတယ်။အဲဒီနောက်အောက်တိုဘာလ1ရက်နေ့မှာပဲလူ90ကျော်တဲ့ကလူ17ယောက်ကိုသူတို့တဲခိုနေကြတဲ့ဟိုတယ်တွေမှာတရုတ်ရဲတွေကဝင်ဖမ်းဆီးခဲ့ကြပါတယ်။အိတ်နေတဲ့အချိန်မနက်3နာရီလောက်မှာတကားတွေကိုဖျက်ပြီးဝင်တာဘသူတွေကဘယ်ခန်းမှာအိတ်လဲဆိုတာရဲကစရင်အတိအကျသိထားတယ်လို့လိုက်ပါသွားတဲ့သူတို့ကပြောပါတယ်။အဲဒီနောက်အချိန်တော်ကြာတဲ့အထိသတင်းစာနာပြောင်းနေခဲ့ပြီးပြန်ပြီးထွက်ပေါ်လာတဲ့အချိန်မှာတော့ဦးမမောင်ဟာလောက်ကင်ဒေသမှာဘရင်တပားလိုနေမြေထူထောင်ခဲ့ကြောင်းမြန်မာအာဏာပိုင်တွေနဲ့လည်းလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြောင်းမြန်မာနိုင်ငံအတွင်းနေရာ14ခုမှာကြီးမားတဲ့ယင်းနှိမ့်မြုပ်နှံမှုတွေလုပ်ခဲ့ကြောင်းတရုတ်ပြည်သူတွေနဲ့နိုင်ငံတကာကလိမ်လည်ရရှိခဲ့တဲ့ဘီလီယံချီဒေါ်လာတွေနဲ့အထင်းကိုမဲ့စွာပြောပါခဲ့ကြောင်းအွန်လိုင်းမူရေးစေဝါလုပ်ငန်းနဲ့ဟိုတယ်ပြည်ထစာလုပ်ငန်းတွေကရရှိခဲ့တဲ့ငွေတွေနဲ့မန္တလေးတိုင်းမှာရှိတဲ့ရေတကွန်တောင်စီမံကိန်းကိုအမေရိကန်ဒေါ်လာတန်း900လောက်ယင်းနှိမ့်မြုပ်နှံထားကြောင်းအကြောင်းအရာပေါင်းစုံပါတဲ့စာမျက်နှာ390ရှိသက်သေခံချက်မှတ်တမ်းတွေနဲ့အတူဖူလီလိုက်ဦးမမောင်ကထွက်ဆိုဝန်ခံထားပါတယ်။လက်ရှိမှာတော့ဦးမမောင်ကိုတင်ဒဏ်ချမှတ်ခံထားရပြီးပြည်내တရားရုံးကိုအသနားခံစာတွင်ထားပါတယ်။ဒါပေမဲ့တရားရေးအရာရှိအဆိုအရတရုတ်ပြည်မှာကတကဘာလုံးတို့ကျူးလွန်ထားသောရာဇဝတ်မှုအမြောက်များကိုခွင့်လွှတ်ချမ်းသာပေးရမရှိပဲနောက်6လခန့်လောက်တွင်ချမှတ်ထားတဲ့အမိန့်အတိုင်းလူအများရှုရင်စီရင်ရမယ့်အကြောင်းကိုလည်းသိထားရပါတယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်။